တကောင်ရန်မဖွင့်ရဒီအကူမင်းဖုန်းထဲမှာတကောင်ရန်ချင်းလုံးဝမဖွင့်မိစေနဲ့ အောင်ကြီးတယောက်ဂိမ်းစော့နေခဲ့တယ်ဒါပေမဲ့သူ့ရဲ့ဖုန်းကမကောင်းတော့ပဲစခရင်ကြောင်နေတာကြောင့်တော်တော်လေးစိတ်ညစ်နေခဲ့တယ်ဖုန်းလေးတစ်လုံးလဲချင်တာကွာအမေကကျမ်းမာရေးမကောင်းတော့ပြောရမှာအားနာတယ်မလဲတော့ပါဘူးကွာချက်တလောက်လေးသုံးပြီးနေအောင်မယ်အမေကကော်ဖီတောက်ချင်တယ်ဆိုလို့လမ်းထိပ်ကစတိုးဆိုင်ကိုထွက်လာခဲ့တယ်အမေက1200ရွက်ထုတ်ပေးလိုက်တယ်အမေကကော်ဖီနှစ်ထုတ်ပဲမှားလိုက်တာဆိုတော့ပိုရင်မိုးဝင်ဆောင်မယ်ကွာစတိုးဆိုင်ကြီးကမီးရောင်အောင်မှလှပနေတယ်ဝယ်သူတွေကတော့တိတ်မရှိသေးဘူးကော်ဖီတစ်ထုတ်ကို900တောင်ဖြစ်နေပြီပြီးတော့မုံ1000နန်းရလဲကွာဝိတ်ချထားသလိုမျိုးပိန်သေးနေရပဲအောင်ကြီးဟာဟိုတွေးဒီတွေးနဲ့နန်းလျှောက်ပြီးအိမ်ပြန်လာခဲ့ရင်လမ်းမှာဖုန်းတစ်လုံးကောက်ရခဲ့တယ်ဟာဟိုမှာဖုန်းတစ်လုံးပါလားဒီနာကလူလဲပြက်တယ်ဘယ်သူမှလည်းမရှိပါဘူးအောင်ကြီးကဝမ်းသာအားရနဲ့ဖုန်းလေးကိုအမြန်ကောက်ပြီးအိမ်ကိုပြန်လာခဲ့တယ်စိတ်ထဲမှာတော့လေးနေသလိုခံစားနေရတယ်ငါဖုန်းကောက်တွေ့ရအမေကိုပြပြလိုက်မယ်ငါလည်းသူများကမလို့ချင်ပေမဲ့တကယ်လိုအပ်နေလို့ပါလေပိုင်ရှင်ပေါ်လာရင်တော့ပြန်ပေးလိုက်မှာပေါ့အောင်ကြီးကအမေကိုဖုန်းအကြောင်းပြပြတော့အမေကပိုင်ရှင်ပေါ်လာရင်တေချာပြန်ပေးဖို့ပြောပြီးအိမ်ရဝင်သွားခဲ့တယ်ဒီနေ့တော့ဂိမ်းကောင်းကောင်းဆော့လို့ရပြီဖုန်းကတော်တော်အဆင်ပြေပြီးကြောင်တာဘာမှမရှိဘူးဒါပေမဲ့ Don't Open Midnight ဆိုတဲ့အမဲအောင်စောင်းဝိုင်း icon နဲ့ app တစ်ခုပါလာတယ်ဒါကဘာအပ်ကြီးလဲငါတခါမှတော့မတွေ့ဘူးဝင်ကြည့်ကြည့်မယ် app ကတကောင်ရံမဖွင့်တဲ့လူရေးထားတာကြောင့်ကြောက်စိတ်အနေငယ်နဲ့ရောက်မှပြီးနိုင်ကြည့်မိချိန်ကည9နာရီ app ထဲမှာဖန်ပလင်းတစ်လုံးပုံရှိနေတယ်ပြီးရင်ဖန်ပလင်းထဲမှာရေနည်းနည်းလေးလက်ရှိတယ်ရေပေါ်မှာတော့ဘောလုံးတစ်လုံးကဘောလုံးပေါ်နေတာဗလားအောင်ကြီးကဂိမ်းတစ်ခုလို့ထင်သွားခဲ့တယ်ပြီးတော့ဖန်ပလင်းအောက်ခြေကစတက်ကိုနှိပ်လိုက်တယ်ကလေးစော့ရဲ့ဂိမ်းကြာနေရပဲကွာကြည်ရနဲ့ပြင်းစရာကောင်းနေပြီစတက်ကိုနှိပ်လိုက်တဲ့အခါရွေးချယ်စရာလေးခုပေါ်လာတယ်တစ်ကခေါင်းပုံနှစ်ကအင်ဂျီပုံသုံးကရှူးဖက်နှက်ပုံလေးကဖုံးပုံကျန်တာတွေကတော့ခတ်ထားတယ်ဆိုတော့ခေါင်းပုံတစ်ခုပဲဆော့လို့ရအောင်မယ်ထင်တယ်အောင်ကြီးခေါင်းပုံကိုနှိပ်လိုက်တော့ level 1ပွင့်သွားပြီးကော့လက်တစ်ခုပေါ်လာတယ်ကြိုက်တဲ့နံပါတ်ထည့်ဖို့ရေးထားတယ်ဖုန်းနံပါတ်က9လုံးအနည်းဆုံးထည့်ပေးရမယ်တဲ့ထည့်ဆိုလည်းထည့်တာပေါ့ကွာရော့2000အောင်ကြီးနံပါတ်ရေးပေးရနဲ့ mission complete ဖြစ်ကြောင်းစာပေါ်လာတယ်ဖမ်မလင်းထဲကရေကအပေါ်ကိုနည်းနည်းလေးတက်လာတဲ့ပုံပြတယ်ဘာကြီးလဲကွာဘာမှတော့မစော့ရသေးဘူးစောင်းရမ်းပြဖို့ကောင်းတယ်သူက app ထဲကထွက်ပြီး mobile legend နာစော့နေလိုက်တယ်ဒီညတော့ share စော့ပြီးပေါ့ကွာငါ skill တွေကိုပြပေးမယ်အောင်ကြီးကည10နာရီကျော်လောက်မှအိတ်ချင်လာခဲ့တယ်ဒါကြောင့်အိတ်ရခင်းဖို့ခေါင်းမော်ကစောင်းကိုဖြန့်လိုက်တယ်ခေါင်းကိုအပေါ်ဖက်တိုးလိုက်တယ်ဟမ်ဒီပတ်စံဘယ်တော့ဟာကြီးလဲသူဟာခေါင်းအောက်မှာ1000တန်နေရွက်ကိုတွေးခဲ့တာပါစိတ်ထဲကတော့အမေပတ်စံမဖြစ်နိုင်ဘူးဆိုတာသေချာသိနေခဲ့တယ်သူပတ်စံဖြစ်ဖို့ကပိုဝေးပါတယ်ဒါဆိုခေါင်းကိုရွေးခဲ့ပြီးလူတဲ့ပတ်စံရိုက်ထည့်ပြီးဒီပတ်စံကဟိုကပေးတာပေါ့ဟာဖြစ်နိုင်မှာမလားသူဝမ်းသာလွန်းလို့မနှက်ကြတော့အမေကိုပြပြခဲ့တယ်အမေကတော့ထူးဆန်းတာတွေမလို့လောဘမကြည့်ဖို့မှာပြီးအလုတ်ကအရေးကြီးနေလို့ထွက်သွားခဲ့ပါတယ်အမေကြည့်ပါအောင်ဗျာဒီမှာပတ်စံနေဗျသူအပ်ထဲဝင်တော့ level 1ပဲရှိနေသေးတယ်သူလိုချင်တာတွေနဲ့အမေကိုပေးချင်တာတွေကိုတွေးပြီး10သိန်းလို့ရိုက်ထည့်လိုက်တယ် mission complete ထပ်ပေါ်လာပြီးဖမ်မလင်းကရေတွေကလည်းထပ်တက်လာခဲ့တယ်ခေါင်းအောင်မှာတကယ်ရှိနေပါစေကွာသူကရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ခေါင်းအောက်ကိုဖယ်ကြည့်ခဲ့တယ်သူမြင်လိုက်ရတာကပတ်စံ1000တန်10အုပ်ဟာတကယ်ကြီး10သိန်းဟာစောင်းရင်ပြုံလို့လက်တွေတောင်တုံနေကွာအောင်ကြီးတယောက်အိမ်ကနေအပြင်ကိုထွက်လဲခဲ့တယ်သူစားချင်တာဝယ်တယ်သူဖုန်းအစ်စ်လဲတယ်ပတ်စံတစ်ဝက်ကိုချန်ထားပြီးသူ့အမေကိုပေးဖို့တင်ထားခဲ့တယ်ကော်ဖီဆိုင်တစ်ခုရှိရာဖြစ်လျှောက်တုံးငယ်ချင်းမောင်ဝင်းကသူ့ကိုနှုတ်ဆက်လာတယ်အောင်ကြီးကမောင်ဝင်းကိုပြန်နှုတ်ဆက်လိုက်တယ်အောင်ကြီးမင်းအနေထားပါညာကျွတ်နေရပဲကွာမိုက်တယ်ဖုန်းလဲတာလားဟုတ်တယ်မောင်ဝင်းကအမေကတကြံသားနီးလို့စုပြီးဝယ်ပေးထားတာကွာတော်တော်စောင့်လိုက်ရတာကြတော့ပျော်နေတာကွာမောင်ဝင်းမျက်နှာဟာတခုခုစဉ်းစားနေတဲ့ပုံစံပေါက်နေတာကိုအောင်ကြီးကပျော်နေတဲ့စိတ်ကြောင့်သတိမထားမိခဲ့ဘူးမိုးကလည်းရွာလာပြီအိမ်မြန်တော့မယ်ကွာ Horizon လမ်းနဲ့နှက်တော့မယ်စီကွာမောင်ဝင်းနောက်မှတွေ့မယ်သူအိမ်မြန်ရောက်တော့သူ့အမေကပြန်မလာသေးဘူးဒါကြောင့်ဖုန်းသုံးရင်းစောင့်နေလိုက်တယ်သူမသိလိုက်တာကသူ့နောက်ကမောင်ဝင်းလိုက်လာတာကိုပေါ့မောင်ဝင်းစိတ်ထဲမှာမနာလိုမှုတွေများနေခဲ့တယ်ဒီကောင်အောင်ကြီးဒီလိုပတ်စံသုံးနိုင်တာဘလို့မှမဖြစ်နိုင်ဘူးတခုခုရှိကိုရှိရမယ်ငါဆင်းရဲပြီးစိတ်ညစ်ပြီးမင်းကပျော်ရွှင်နေရငါလုံးဝလက်မခံနိုင်ဘူးသူကဖုန်းသုံးရင်အပ်ထဲကိုထောက်ဝင်လိုက်တယ်သူ့မျက်နှာကအရန်ပျော်နေရကြောင်းစိတ်လှုပ်ရှားမှုကဖုံးဖိမရဘူးအိမ်မှာတူတယောက်တည်းရှိတာဆိုတဲ့စိတ်နဲ့အော်ဟစ်လိုက်သေးတယ်
အခုကစားပြီးငါတော့ချမ်းသာပြီဟေ့ဒီဖုန်းရှိနေတယ်အေးစေးပဲကွာဘာမှပူစရာမလိုသူကအရင်တိုင်း app ထဲမှာနှစ်ပတ်ရိုက်ပြီး mission complete စာတမ်းပေါ်တာနဲ့ခေါင်းအောက်ကပတ်စံတွေကိုတွားယူခဲ့တယ်ဒါကိုမောင်ဝင်းကအဆအဆုံးမြင်နေခဲ့တယ်မောင်ဝင်းကအောင်ကြီးတို့အိမ်နာမှာနေတဲ့သူတစ်ယောက်ပါပဲဟမ်ဖုန်းထဲကစာရိုက်လိုက်တာနဲ့ခေါင်းအောက်မှာပတ်စံတွေကဘလို့ရောက်လာလဲမောင်ဝင်းကဗဒင်းမောက်နာကနေထလာပြီးသူဖုန်းွယ်ထားတဲ့ဖုန်းအကြောင်းသိသွားတာကိုလာပြောခဲ့တယ်သူကအတော်လေးလန့်သွားပေမဲ့စိတ်ယုံမှမရှိတာကြောင့်မောင်ဝင်းကိုလည်းဖုန်းအကြောင်းသိချရှင်းပြလိုက်တယ်မင်းနဲ့ငါဘဝတူပါပဲမောင်ဝင်းရမင်းလည်းငွေလိုနေမှာပဲမင်းလိုသလောက်ယူပေါ့ပိုင်ရှင်ပေါ်လာရင်တော့ပြန်ပေးရမှာနော်ဟာဘာလို့ပေးရမှာလဲမင်းနဲ့ငါပဲတည်ရင်တော်ပြီပြန်မပေးဘူးပတ်စံကိုဒီလောက်လွယ်လွယ်ရနေမှာတော့လူတိုင်းယူမှာပဲရှင်းလားသူမောင်ဝင်းနဲ့စကားပြောနေတော့သူ့အမေကဖုန်းဝင်လာခဲ့တယ်ဒီညဆေးရုံမှာလူနာဆောင်စရာရှိလို့အိမ်မှာတေချာကယူစားအိတ်ဖို့မှာနေတာပေါ့မောင်ဝင်းကတော့ဖုန်းဆက်တန်ကြပြီးဝမ်းသာသွားတယ်ဟာဒါဆိုဒီညငါမင်းအိမ်မှာအိမ်မယ်ပတ်စံလည်းယူရင်းနဲ့မင်းနဲ့ဂိမ်းစော်မယ်လေကွာအေးပါကွာငါလည်းတယောက်တည်းပဲလေမင်းနဲ့ဆိုတော့အဖော်ရတာပေါ့ပတ်စံကိုတော့မနှမထုတ်ပေးမယ်ကွာဒီ app ကတကောင်ရံမဖွင့်ရဆိုတဲ့တတိပေးချက်ပါတယ်ကွာသူတို့နှစ်ယောက်ကဂိမ်းစော်ရင်မုံစားရင်2 နာရီခွဲလောက်မှအိမ်အောင်ဝင်ခဲ့ကြတယ်မောင်ဝင်းကပတ်စံရခြင်းစိတ်ကိုဘလို့မှထိန်ချုံမရတော့အောင်ကြီးကိုအေးစိခတ်ဖုန်းကိုခိုးပြီး app ထဲဝင်လိုက်တော့တယ်ထွက်စမ်းပတ်စံနေထွက်စမ်းမောင်ဝင်းနဲ့မတူတော့ပဲတရေတစ်ပတ်လိုစိတ်ရိုင်းဖြစ်ပြီးလောဘအရင်ကြီးလာတယ်။ app ထဲကခေါင်းမုံကအောင်ကြီးတုံးထားတာကြောင့်မောင်ဝင်းအများကြီးတုံးလိုက်တဲ့အခါကြံတဲ့ level ကတော့တွေတဆင့်ပြီးတဆင့်ပွင့်လာတယ်။ခေါင်းပုံကခေါင်းအောက်မှာဆိုတော့အင်ကြီးထဲထဲမှာပတ်စံရှိရမယ်ကွာ။ပတ်စံတွေအရင်များလာတာနဲ့အမျှမောင်ဝင်းလက်တွေကရင်မရတော့ဘူး။ app ထဲက family နဲ့မှလည်းရေတွေပြည့်လာခဲ့ပြီး30ခွင့်ကတ်တက်ထားကြောင်းပေါ်လာခဲ့တယ်။မောင်ဝင်းကဒေါရတကြီးနဲ့နံပါတ်ကိုထက်ခါရိုက်ထဲတဲ့အခါထူးဆန်းတာတွေရုတ်တရက်ဖြစ်သွားခဲ့တယ်။ကြကြပါဦးဗျာကြကြပါဦးဖုန်းရဲ့ app ကနေအပေါက်ကြီးပုံစံဖြစ်သွားပြီးအနက်ရောင်အရေးမဲကြီးတွေကမောင်ဝင်းကိုဆွယူနေခဲ့တယ်။ဒီအချိန်မှာအောင်ကြီးနိုးလာပြီးမောင်ဝင်းကိုလှမ်းဆွဲပေမဲ့မမီတော့ပဲလက်လွတ်လိုက်ရတယ်။မောင်ဝင်းငါလက်ကိုဆွဲဖုန်းကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးအဆင်ပြေနေတာကိုသူမြင်ရတယ်။မောင်ဝင်းကိုတော့လုံးဝမတွေ့ရတော့ဘူး။ app ထဲကဘောလုံးအယောင်ကမောင်ဝင်းရဲ့အင်ကြီးအယောင်ဖြစ်နေတာကိုတော့သူတတိမထားမိခဲ့ဘူး။ငါတဘောပေါက်ပြီ။ငါအသက်ရှင်နေတာအမေရဲ့လောဘမကြီးနေဆိုတဲ့စကားကြောင့်ပဲ။ဟိုကောင်မောင်ဝင်းကလောဘကြီးပြီးတကောင်ရမှာအပ်ကိုသွားဖွင့်တော့အခုဒုက္ခရောက်သွားပြီ။နောက်ရက်တွေမှာမောင်ဝင်းပြောက်လို့လက်ရှာနေတဲ့အကြောင်းရက်ကွက်ထဲကနေသိလိုက်ရတယ်။သူလည်းဖုန်းကိုမြစ်ထဲလွှင့်ပစ်ပြီးအိမ်ပြန်လာခဲ့တယ်။ဒါပေမဲ့သူအိမ်ပြန်တဲ့လမ်းမှာပြစ်လိုက်တဲ့ဖုန်းကိုပြန်တွေးခဲ့တယ်။ဖုန်းကိုကောက်ယူပြီးဖွင့်ကြည့်လိုက်တော့အပ်ပြည့်နိုတီစာကြောင့်သူအရန်တုံ့လောက်သွားခဲ့ရတယ်။အဲ့ဒီစာကတော့လူစားထိုးခြင်းလုပ်ငန်းစဉ်အောင်မြင်စွာပြီးစီးပါပြီ။မောင်ဝင်းပဲရောက်သွားတာလေ။ဘာဖြစ်သွားတာလဲ။ကွန်မန့်မှာဖြေကြည့်ပါ။ Don't open midnight တကောင်ရမဖွင့်ရ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဒါသာစုံဇလန်းတွေနဲ့ဖြစ်ရမှန်အကြောင်းအရာတွေကိုဖတ်ရှုနားထောင်နိုင်ဖို့ Arrival Midnight Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်။